ဖွဲ့စည်းရဲ့နဝမမြောက်ဂျိုးအဖြစ်နှစ်ပေါင်း80ကျော်သတ်မှတ်ခံခဲ့ရတဲ့ပလူတိုဟာ2006ခုနှစ်မှာတော့ဂျိုးစင်းကနေရုတ်တရက်အပေခံလိုက်ရပါတယ်။ပလူတိုဟာတကယ်တော့ကျွန်တော်တို့လထက်တောင်သေးငယ်တယ်လို့ရုရှားနိုင်ငံရဲ့ကုန်းမြေပြင်ဧရိယာလောက်ပဲရှိတာပါ။ဒါပေမဲ့သေးတာတစ်ခုတည်းနဲ့တော့သူ့ကိုပယ်လို့မရပါဘူး။ပြဿနာက2005ခုနှစ်မှာစတာပါပလူတိုရှိတဲ့နေရာကွစ်ပါဘဲထဲမှာပလူတိုနဲ့အရွယ်စားတူတဲ့ Iris လိုမျိုးကြောက်တုံးကြီးတွေကိုထပ်မံတွေ့ရှိခဲ့ကြပါတယ်။အကယ်၍ပလူတိုကိုဂျိုးလို့ဆက်သက်မှတ်ရင်အသစ်တွေ့တဲ့ကြောက်တုံးကြီးတွေကိုလည်းဂျိုးလို့ခေါ်ရတော့မှာပါ။ဒါဆိုရင်နေဖွဲ့စည်းမှာဂျိုးတွေအစင်း200ကျော်ထိရှိလာနိုင်ပါတယ်။အဲ့တော့နိုင်ငံတကာနက္ခတ္တဗေဒအဖွဲ့ချုပ် IAU ကဂျိုးဖြစ်ဖို့စည်းကမ်း3ချက်ထုတ်လိုက်ပါတယ်။1နေကိုပတ်ရမယ်2လုံးဝင်းတဲ့ပုံစံရှိရမယ်3မိမိပလန်ကိုမိမိရှင်းလင်းထားရမယ်ပလူတိုဟာပထမအချက်2ချက်နဲ့ကိုက်ညီပေမဲ့တတိယအချက်မှာရှုံးနေခဲ့ပါတယ်သူ့ရဲ့ပလန်ထဲမှာတခြားအာဃာတအမိုက်တွေနဲ့ကြောက်တုံးတွေအပြည့်ရှိနေလို့ပါပဲဒါကြောင့်ပလူတိုဟာဂျိုးပုဖြစ်သွားရပါတယ်ဒါပေမဲ့သူဟာလေထုနဲ့ရေခဲတောင်တွေရှိနေစေစမ်းကြဲတဲ့ကမ္ဘာငယ်လေးတစ်ခုပါပဲသိပ္ပံရဖေးလိုက်ပေမဲ့ကျွန်တော်တို့နှလုံးသားထဲမှာတော့ပလူတိုဟာနဝမမြောက်ဂျိုးကလေးပါပဲဂျိုးကြီးကိုလုံးရှိပါသည်ဆိုတဲ့စာပတ်တန်ကိုဘယ်လိုမေ့လို့ရပါမလဲ